ဥမာအိကန်ဆာကိုဘလို့နီးရည်နဲ့အစောဆုံးသိအောင်လုပ်ကြမလဲဥမာအိကန်ဆာလို့ပြောရလို့ရှိရင်တော်တော်များလန့်သွားကြတယ်ဥတွေဖြတ်ဆက်ရာတွေကိုလည်းဒီ line ပေါ်ကြီးမှာတွေ့ရဲနောက်တစ်ခုကကန်ဆာဆေးသွင်းရရဲ့တန်အောင်ကြီးกินရတယ်တချို့ယောဂကြီးကြော်လဲအဆင့်၄ရောက်သွားပြီတကူလုံးပြန့်သွားတဲ့အချိန်ကြာတော့မှတ်မိတော့ပဲနဲ့ကျွန်တော်လူရဲ့တက်တန်းကိုတစ်နှစ်လောက်ပဲဆွဲဆန်းလို့ရရဲ့အခြေအနေထိအများကြီးကြုံရရဲဆိုတာကိုသိပြီးသားဖြစ်တဲ့အတွက်ဥမာအိကန်ဆာဆိုတာကိုတော်တော်များကြောက်ကြတယ်ကြောက်ဖို့လည်းတကယ်ကောင်းတယ်ဘာဖြစ်လဲဆိုတော့တချို့တွေကယောဂလက္ခဏာမပြပဲနဲ့နောက်ဆုံးအဆင့်၄ရောက်တော့အချိန်ကြာမှာတိသွားတဲ့အချိန်ကြာမှာဆိုရင်ကျွန်တော်ကုသတာတော်တော်ခက်တဲ့ထဲမှာပါတယ်အဲ့ဒီတော့ဒီဥမာကြီးကန်ဆာကိုအစောဆုံးဘယ်လိုမျိုးသိအောင်လုပ်ကြမလဲဆိုရင်ကျွန်တော်နှစ်ပိုင်းခွဲပြောမယ်ပထမအဦးဆုံးကဘယ်လိုမျိုး test တွေဘယ်လိုမျိုးဓာတ်ခွဲစစ်ဆေးလို့ရရင်လည်းလုပ်လို့ရတယ်လေနံပါတ်2အချက်ကဘယ်လိုမျိုးလက္ခဏာတွေရှိလို့ရှိရင်ဒီဥမာကြီးကန်ဆာလို့တန်တရားရှိကြမလဲပေါ့လေအဓိကဒီနှစ်ချက်ကအရေးကြီးဆုံးပဲနံပါတ်1ကကြောဘယ်လိုမျိုး test တွေလုပ်လို့ရတယ်လဲဆိုရင်ကျွန်တော်တို့ဝမ်းထဲမှာသွေးပါမပါဆိုတာစစ်တဲ့ test တွေပဲ။ကြောင့်မို့ကျွန်တော်ကကိုပါရတဲ့ဝမ်းကိုယူရဲတက်ခွဲကောင်ပို့တယ်။အထဲမှာသွေးပါမပါကြည့်ရ။တကယ်လို့သွေးပါလို့ရှိရင်ဒါဥမာကြီးကန်ဆာရဲ့အစောပိုင်းကိုမှကျွန်တော်သွားမိနိုင်တဲ့အခြေအနေထိဖြစ်နိုင်တယ်။ဒါပေမဲ့3နှစ်5နှစ်လောက်နေကြမှာတစ်ခါလေးစစ်ပြီးတော့အစောဆုံးသိနိုင်လားဆိုလဲအဲ့လိုမဟုတ်ဘူးเนาะ။ဒါကြောင့်မို့ရင်ကျွန်တော်အသက်45နှစ်ကျော်လာလို့ရှိရင်တစ်နှစ်ကိုတစ်ခါဒီဝမ်းထဲမှာသွေးပါမပါစစ်လို့ရတယ်ကိုကအဲ့လိုမှမဟုတ်ဘူးမျိုးထဲမှာဒီကန်ဆာမျိုးတွေရှိတယ်ဥမာကြီးကန်ဆာတွေအဖေအမေအဖိုးအဖွားမောင်နှမသားချင်းတွေမှာအများရှိခဲ့လို့ရှိရင်ငယ်ရွယ်ကတနေ့ကိုတစ်ခါစစ်ဆေးလို့ရတယ်ပေါ့လေစစ်တဲ့နေရာမှာလည်းကျွန်တော်က fecal oca blood ဆိုတာစစ်လို့ရတယ် fecal oca blood ဆိုတာကဒီဝမ်းထဲမှာသွေးမျက်လုံးနဲ့မမြင်နိုင်တဲ့သွေးတွေပါမပါဆိုတာကိုအမျိုးမျိုးမှန်ပြောင်းနဲ့ကြည့်ပြီးတော့မှသွေးပါလို့ရှိရင်ကျွန်တော်တို့အောက်ကနေမှန်ပြောင်းကြည့်လိုက်ရင်တိကျသိရနိုင်တယ်အဲ့လိုမှမဟုတ်ဘူးနောက်ပိုင်းမှာခင်မီလာပြီး FID ဆိုတာကြီးလုပ်လို့ရတယ်အဲ့ကောင်တွေကလည်းဝမ်းထဲမှာသွေးပါမပါဆိုတာကိုပဲကြည့်တာပဲအဓိကဝမ်းကိုစစ်တယ်ပေါ့ဗျာနောက်တစ်ခုကအဲ့လိုမျိုးတွေ့ရင်ကျွန်တော်တို့ကစုံကနေမှန်ပြောင်းကြည့်ရတယ်အချင်းချင်းမှအထဲမှာအသက်ဘိုးကြီးရှိသလားကန်ဆာကြိတ်တွေရှိသလားဆိုတာကိုလိုက်ပြီးမှကြည့်လို့ရတယ်ဒီကောင်ကတော့နောက်တစ်ဆင့်ရောက်သွားပြီပေါ့လေဒီနှစ်ချက်ကအရေးကြီးဆုံးပဲဝမ်းထဲမှာသွေးပါမပါစစ်တဲ့နည်းရဲ့စုံကနေမှန်ပြောင်းကြည့်ရနည်းရဲ့စုံကနေမှန်ပြောင်းကြည့်ရဟာကြော်လဲကျွန်တော်ကဘယ်နှစ်တစ်ခါကြည့်ရမယ်အသက်ဘိုးရဲ့ပုံစံတွေပုံမှာမူတည်ပြီးတော့မှရက်ချင်းဘယ်လိုမျိုးကြည့်ရမလဲဆိုတာကြီးလိုက်ပြီးဆုံးဖြတ်ရလို့ရှိတယ်။ဒါပေမဲ့ပထမဦးဆုံး early screening စောစောစီးသိချင်ရင်ဝမ်းထဲမှာသွေးမပါစစ်လိုက်ရင်လုံလောက်ပြီ။နောက်ထပ်နံပါတ်2အချက်ကယောဂလက္ခဏာကြီးဘာလဲဆိုတာသိဖို့လိုအပ်တယ်။အဓိကလေ bowel change ခေါ်တယ်ကျွန်တော်ရဲ့ခန္ဓာကိုယ်ဝမ်းသွားတဲ့အမူအကျင့်တွေပုံစံပြောင်းလာတာကဒီဥမာကြီးကန်ဆာရဲ့လက္ခဏာရဲ့မှာအတိအသာဆုံးပဲကျွန်တော်အရင်ကဝမ်းပုံမှန်သွားတဲ့သူတစ်လလောက်ရှိပြီးဝမ်းနေချုပ်သွားတယ်တချို့ကြော်လည်းတလနီးပါးလောက်ရှိပြီးဝမ်းနေတစ်ချိန်လုံးသွားနေအကြည့်ထွက်ရပါနေဆိုရင်လည်းဥမာကြီးကန်ဆာကိုတန်တရားရှိတယ်နောက်တစ်ခုကဝမ်းသွားတဲ့အမူအကျင့်တွေပြောင်းတာမဟုတ်ဘူးဘိုက်တွေမကြာခဏထိုးနာတယ်ဝမ်းရစ်တလို့ခံစားရတယ်လေပွားတလို့ခံစားရတယ်ဘိုက်တွေမကြာခဏထိုးနာနေခြင်းဟာလည်းဒီဥမာကြီးကန်ဆာလက္ခဏာတစ်ခုထဲမှာပါတယ်ကျွန်တော်ရှေ့မှာပြောခဲ့သလိုမျိုးဒီဝမ်းထဲမှာသွေးပါတဲ့ဟာကိုအစောဆုံးစစ်တာကဒီဥမာကြီးကန်ဆာကိုသိနိုင်တယ်ပေါ့လေအဲ့လိုမှမဟုတ်ဘူးကိုကမစစ်ဘူးမျက်လုံးကိုဝမ်းသွားရတဲ့ချိန်မှာပဲဒီသွေးစိမ်းရှိရှိကြီးကျလာရဲဆိုရင်လည်းဒါဥမာကြီးကန်ဆာရဲ့လက္ခဏာရဲ့မှာအကြီးဆုံးကြီးပဲเนาะဒါကြောင့်မို့ကျွန်တော်ကဥမာကြီးကန်ဆာတွေအစောနေနေနောက်နေနေဒီကောင်တွေကနေအကျိတ်တွေတို့အဖုလေးတို့ကနေသွေးထွက်တဲ့အတွက်ဒီဝမ်းထဲမှာသွေးပါရဲဆိုရင်လုံးဝမပေါ့ဆနဲ့ကျွန်တော်ဥမာကြီးကန်ဆာလားဆိုတာကိုအမြဲတမ်းကျွန်တော်ဆရာဝန်တွေကလည်းဥမာကြီးကန်ဆာဖြစ်နိုင်သလားဆိုတာကိုခေါင်းထဲမှာအမြင်နဲ့ထည့်ထားတယ်လိုအပ်လို့ရှိရင်လည်းခုနပြောသလိုအောက်ကနေမှန်ပြောင်းကြည့်ရတာမျိုးကြီးဆက်ပြီးဆုံးဖြတ်ရတာမျိုးကြီးရှိပါတယ်နောက်တစ်ခုကဘာမှမသိပဲနဲ့ကိုလေးချိန်ကြီးကျသွားတယ်စားမဝင်ဘူးအစားတောက်တွေပါပြက်လာတယ်ပေါ့လေဒါကတော့ကန်ဆာတိုင်းတော်တော်များများဒီလိုမျိုးလက္ခဏာတွေကြုံရတယ်နောက်တစ်ခုကသွေးရနေတာပဲကျွန်တော်တို့သွေးဆုံးရှုံးမှုဘယ်ရရှိနေမှမသိဘူးဆိုရင်အသက်ကြီးတဲ့သူတွေမှာဆိုရင်အပေါ်ကနေမှန်ပြောင်းကြည့်ရတယ်အောက်ကိုမှန်ပြောင်းကြည့်ရတယ်ဒီဦးလမ်းကြောင်းတစ်လျှောက်မှာများကန်ဆာတွေဖြစ်နေမလားပေါ့လေအဓိကကျွန်တော်တန်တဲ့ချုပ်တဲ့ရနဲ့တွဲတယ်ဒါမှမဟုတ်အသက်ကြီးတဲ့သူတွေအမျိုးသမီးမှာဆိုတဲ့ယာတီသွေးဆုံးပြီးခါမှာဒီတန်တဲ့ချိုးတဲ့တာကိုကျွန်တော်တို့ဓာတ်ခွဲခန်းမှာများသွားပြီးတွေ့လို့ရှိရင်မှန်ပြောင်းကြည့်ရဲ့ဆရာကြီးစီကိုညွှန်ရတယ်အဲ့ချိန်ကျတော့ကျွန်တော်ကမှန်ပြောင်းကြည့်ရတဲ့ဥမာကြီးကန်ဆာတွေ့သွားရင်ဆက်ပြီးကိုပေါ့လေဒီနေ့မှာတော့ဒီဥမာကြီးကန်ဆာကိုဘယ်လိုမျိုးစစ်ဆေးလို့ရတယ်လဲသူ့ရဲ့ယောဂလက္ခဏာတွေကဘာရှိတယ်လဲဒီလိုမျိုးလက္ခဏာတွေရှိလို့ရှိရင်မပေါ့ဆပဲနဲ့ခုနပြောတဲ့ test တွေကိုပဲပြန်သွားကြည့်ရတယ်တကယ်လို့မှဒီဝမ်းထဲမှာသွေးပါရဲဆိုတဲ့အဖြေတွေ့လို့ရှိရင်အောက်ကနေစုံမမြောင်းကြည့်ရဲအသားစားကိုမှတခွဲကောင်ပို့လိုက်ရင်ကန်ဆာကျိတ်ဟုတ်မဟုတ်သိသွားလို့ရှိရင်ဆက်ပြီးမှကုသလို့ရပါတယ်